အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ကမဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ကအခု RP အသစ် A19 ရဲ့ဒီ V1 mission နဲ့ season challenge mission ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမြင်ဆိုင်ရင်ကျွန်တော် channel like ဆိုရင်လုပ်ပေးကြပါအောင်ဗီဒီယိုလေးကိုစလိုက်ကြရအောင် let's go ကျွန်တော် V1 mission မှာဆိုရင်တော့ဒီ mission လေးက level 3 armor ဝတ်ပြီးတော့ classic mode မှာ double shaking စားမှာဖြစ်ပါတယ်ဒီ mission ကတော့ကျွန်တော်တို့ဒီ bandage အခု20သွားမှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့ဒီ RP ပိုင်းရမှာတော့မဟုတ်ဘူးပေါ့နော်နောက်ဆုံး RP 100မှာရမယ့်အင်ဂျီအယောင်ရှယ်ရမယ့်ကတ်လေးရမှာဖြစ်ပါတယ်ဘာလို့အမှလဲဆိုတော့ကျွန်တော်တို့ဒီ2ယောက်စီးဆိုင်ငယ်ကိုမီတာ2000ဆက် classic mode မှာစီးရမှာဖြစ်ပါတယ်ဒီ mission ကတော့ကျွန်တော်တို့ပွဲထဲမှာမိနစ်60နေရမှာဖြစ်ပါတယ်ဒီ mission ကတော့ကျွန်တော်တို့ဒီ portable map ကိုကျွန်တော်တို့ classic mode မှာ9ခါသွားမှာဖြစ်ပါတယ်ဒီ mission ကတော့ကျွန်တော်တို့ classic mode မှာ team mate နဲ့အတူ3ပွဲ flag gun ကောက်ရမှာဖြစ်ပါတယ်ဒီ mission ကတော့ကျွန်တော်တို့ team mate ကို like စေကပေးရမှာဖြစ်ပါတယ်ဒီ mission ကတော့ကျွန်တော်တို့ဒီ game နဲ့ကို3ရက်လောက်ရင်ဝင်ရမှာဖြစ်ပါတယ်ဒီ mission ကတော့ကျွန်တော်တို့ home နဲ့ကို9ခါဝင်ရမှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့ classic mode မှာတကယ်ချင်းနဲ့တူ9ပွဲပြီးအောင်ဆောင်မှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့ဒီအခုအသစ် event ဖြစ်တဲ့ heroes bound ဆိုတဲ့ event mode ပါတဲ့မြေပုံ3ပွဲဆော့မှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်တို့ကိုယ့်ရဲ့တကယ်ချင်းတစ်ယောက်ကိုလက်ဆောင်တစ်ခုပေးရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်တို့ classic mode မှာ 98k ဆိုတဲ့ gun ကိုတစ်ခါကောက်ရမှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့ဒီ rondo မြေပုံမှာ stadium ဆိုတဲ့နေရာကိုတစ်ခါဆင်းရမှာဖြစ်ပါတယ်ဒါဆိုရင်အားလုံးပဲ V1 mission အကြောင်းနားလည်သဘောပေါက်တယ်လို့ထင်နေပါတော့အဲ့တော့ကျွန်တော်တို့ season challenge mission တွေကိုသွားလိုက်ကြရအောင် season challenge mission ကကျွန်တော်တို့ဒီ weekly mission တွေထက်ကိုကျွန်တော်တို့ point တွေပို့ရရပါတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ season challenge mission ကကျွန်တော်တို့ RP တစ်ခါမှတစ်ခါပဲလာမလို့ပါ weekly mission တွေကကျွန်တော်တို့တစ်ပတ်တစ်ခါလာမလို့ပါကျွန်တော်ဒါဆိုရင်ဒီ mission ကကျွန်တော်လေမောင်းနေစီစဉ်ချင်းကိုကိုယ့်ရဲ့ team နောက်ကိုလိုက်ပြီးတော့9ခါဆင်းရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်တို့ basic home ground ကို1000ဝယ်အသုံးပြုရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော် iron သုံးဖို့ level မှာ income မိုးပေါ်တွေကို10ခါဆင်းရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်တို့တငယ်ချင်း9ယောက်ကိုအပ်ရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်တို့ကိုယ့်ရဲ့ team ကို line 24ကပေးရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်တို့ဒီ classic mode မှာမီတာ1000ရေကူရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်တို့ဒီ classic mode မှာ brother တို့ကင်ထားတဲ့ gun နဲ့လုံးကို attachment စုံလေးနဲ့9ချိန်ရအောင်လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ mission ကတော့အခု season အတွင်းမှာ minute 600 gain ထဲမှာနေရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်တို့ minute 920ပါဒီ mission ကကျွန်တော်တို့ minute 900ပါဒီ mission ကကျွန်တော်တို့ classic mode တပွဲထဲမှာ enemy shot ကောင်ရှင်းရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော် classic mode မှာ headshot TV damage 1000ရအောင်လုပ်ရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်နေရန်တို့ဒီ outline တို့ကိုအခါ90 classic mode မှာကြောရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်ဒီ classic mode တပွဲထဲမှာမတူညီတဲ့ gun 9လက်ကိုကန်ရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော် classic mode မှာပြေးနေတဲ့ enemy 10ကောင်ရှင်းရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော် classic mode မှာလင်းဘွားဆင်းတဲ့အချိန်ကိုယ့်ရဲ့ damage ကို invite လုပ်ပြီးကိုကဥဆောင်ပြီးဆင်းရမှာဖြစ်ပါတယ်9ချိန်ဆင်းရမှာပါဒီ mission ကကျွန်တော်တို့ဒီကြိုက်တဲ့ mode မှာတငယ်ချင်းနဲ့ရှစ်ပွဲဆော့ရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော် classic mode မှာ enemy 90ကိုရှင်းရမှာဖြစ်ပါတယ်ဘယ်နှပွဲဆော့ရပါတယ်ဒီ mission ကကျွန်တော် classic mode မှာ minute 100တက်ရှင်းရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော် classic mode မှာ platinum သုံးဖို့ platinum နဲ့မြင့်တဲ့ round ကိုရအောင်လုပ်ရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော် game နဲ့ကိုရက်20တီလောက်ဝင်ရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်တောက်ချန်နေနဲ့တင်းငွေနေအတွင်းကိုကြိုက်တဲ့မှုမှာ10ပွဲပြီးအောင်ဆောင်မှာဖြစ်ပါတယ်ဒီ mission ကကျွန်တော်ဒီတငယ်ချင်း10ယောက်ကို BB ပေးရမှာဖြစ်ပါတယ်တငယ်ချင်း10ယောက်ကကျွန်တော်တို့ပေးလိုက်ရပါတယ်ဒီ mission ကကျွန်တော်ဒီ season အတွင်း game ထဲမှာ7 minute ရှိရမှာဖြစ်ပါတယ်ဒီ mission ကကျွန်တော် minute 20ဒီ mission ကကျွန်တော် minute 60ဒီ mission ကတော့ minute 100ဒီ mission ကတော့ minute 200ဒီ mission ကတော့ minute 360ဒီ mission ကတော့ minute 480စီကျွန်တော်တို့ game ထဲမှာဒီ season အတွင်းနေရမှာဖြစ်ပါတယ်ဒါဆိုရင်အားလုံးပဲ mission တွေအကြောင်းနားလည်သဘောပေါက်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အားလုံးပဲကျွန်တော်ဗီဒီယိုလေးလောက်ပါပဲနောက်ပြန်ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ